Hello ကျွန်တော် channel ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ကဒီ solo နှစ်ခုဖွင့်ပြမယ်ပေါ့နော် solo နှစ်ခုဖွင့်ပြမယ်ဒီ solo ကအများဖြစ်ကပေါ့နော်ဒီတူတဲ့ဒီပေါ့နော် Avenged Fold ကဒီ Gan Rose ရဲ့ပုံစံမျိုးနည်းနည်းလေးယူထားတယ်လို့ပြောကြတယ်ပေါ့နော်အများဖြစ်ပေါ့နော်ဆိုတော့ဟုတ်မဟုတ်ဆိုတာကျွန်တော်နားထောင်ကြည့်ရအောင်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးသဘောရလဲတော့မသိဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော် comment မှာတစ်ချက်ရေးခဲ့ပြီးပေါ့နော်ကျွန်တော်ချက်ကြည့်လိုက်ရအောင်ဟုတ်လားမဟုတ်လားဆိုတာပေါ့နော်ကျွန်တော်ပြန်နားထောင်ရင်းနေပေါ့နော်ကြည့်ရအောင် okay Okay ဆိုတော့ဒါကတော့ဒီGan Rose Nova Ring Solo ပေါ့နော်ဆိုတော့ဒီကောင်ကလည်းကျွန်တော်အရင်တော့တော်တော်ကြိုက်တာပေါ့နော်ကျွန်တော်ငယ်တုန်းကဆိုလို့ရှိရင်ကျွန်တော်ဒီ medal တွေစနာမထောင်ခင်မှာဆိုကျွန်တော် Gan Rose ဆိုကျွန်တော်တအားကြိုက်တာပေါ့နော်တအားကြိုက်တယ်ကျွန်တော်စကြိုက်တာကလည်းထူးခြားခြားဒီ Nova Ring နဲ့ဒီ Gan Rose ဆိုကျွန်တော်စကြိုက်တာပေါ့နော်နောက်ကြတော့Avenged Sevenfold ပေါ့နော်ဆိုတော့ကျွန်တော်တို့သူတို့ပင်ကိုချက်ကြည့်လိုက်အောင်တော်တော်များများကလည်းဒီတူတရားအောင်လို့ပြောကြတယ် performance တွေအစားပေါ့နော်သူတို့ story ဒီ MV တိစပုံတွေအစားပေါ့နော်နည်းနည်းဒီအဲ့လိုမျိုးပြောကြတယ်နောက်ပြတော့ဒီသူတို့အရင်တော့ဆို Kit Gan Rose လို့တော့တင်စားကြတယ်ပေါ့နော်ဆိုတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Avenged Sevenfold ရဲ့ဒီဆိုလို့နားထောင်ကြည့်လိုက်အောင်ပေါ့နော်သူတို့ဆိုလို့ဘလို့လာမလဲပေါ့ဆိုတော့ဘာကြောင့်မလို့လူတွေကအဲ့လိုမျိုးပြောကြတာလဲပေါ့နော် Okay
ဆိုတော့ဒီ solo နှစ်ခုကိုဘယ်လိုထင်လဲပေါ့နော်တူတယ်လို့ထင်လားနောက်ပြတော့ဒီထဲမှာတချင်းကလည်းစော်ဆုံးတာပဲပေါ့နော်နှစ်ခုစလုံးကတော့အဲ့လိုမျိုးဆိုတော့ဒီသူရဲ့ story ဒီဆောက်ပုံကလည်းတူတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ကဘယ်လိုလဲဆိုတော့သူတို့ကိုယ်တိုင်ပိုသိမှာပေါ့နော်နောက်ပြတော့ဒီအဲ့ထဲမှာပေါ့နော်ဆလတ်ရဲ့ဒီတီးထားတဲ့ဂီတာတီးတဲ့ပုံစံပေါ့ဒီဖျားကြောင်ကြီးပါညာပေါ့နော်ကွန်ပျူတာမှာအဲ့လိုမျိုးထွက်လာတဲ့ပုံစံမျိုးနဲ့ကလည်းဒီဟိုဟာမန်ဆန်ဘူဂီတာသမားရဲ့ဒီအုတ်ခုပုံမှာတီးတဲ့မှုကလည်းတူတယ်ပေါ့နော်ဆိုတော့တီးရဲ့ဒီ solo တီးဆောက်တဲ့ melody ပုံစံမျိုးကလည်းတူတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာနှစ်ခုကလည်းတော်တော်လေးလူတွေရဲ့ဒီနှလုံးသားထဲမှာတော်တော်လေးရိုက်ခတ်တဲ့ solo လို့ပြောလို့ရတယ်ပေါ့နော်ဒီနှစ်ခုကတော့ဒီ solo နှစ်ခုကတော့ဂီတာတီးတတ်တယ်ဂီတာ riff style လို့ကဒီကြမယ်ကြိုက်ကြမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တခြား guitarist မပြောပါနဲ့ကျွန်တော်တော့ဒီ number ring ဆိုလို့တအားကြိုက်လို့ပေါ့နော်မရမကအဲ့အလုံးမျိုးကိုကျင်ပြီးရှာပြီးနားတော့ကျွန်တော်ကျင်ပြီးရပေါ့နော်ဆိုတော့ဒီ guitarist တွေကတော့တော်တော်လေးကြိုက်မယ် solo နှစ်ခုပေါ့နော်ဆိုတော့ okay ကျွန်တော်ဒီ video ဒီလိုပဲဆုံးသတ်လိုက်မယ် thank you guys